ချင်းရှုကိုလိုချစ်ပါတယ်ဒီမှာကျွန်တော်တို့ဝိညာဉ်နဲ့ဗလာဖြစ်ခြင်းအကြောင်းအရာပေါ့နော်ဒါမှတာလည်းကျွန်တော်ဖျားကိုထိဝင်ခံနိုင်ပြီးတော့မှကျွန်တော်တို့ဖျားနဲ့အတူထင်ရှားနိုင်တယ်ဆိုတာကိုဆိုတဲ့အကြောင်းအရာမြင်ရမှာပေါ့မတေခန့်ခြင်းကအငယ်3မှာဆိုဝိညာဉ်နဲ့စင်ရည်တို့တူတူဒီမင်္ဂလာရှိကြအကြောင်းမူကကောင်းကင်မြတ်နိုင်ငံတို့ဒီထိုတူတူဤနိုင်ငံဖြစ်၏လို့ပြောတယ်ပေါ့နော်ဒါ recovery version ပေါ့နော်ကျွန်တော်English ကျမ်းဒီမှာလည်းဒီတိုင်းပဲရေးထားတယ်ပေါ့နော်ဆိုတော့ယူဒတန်ကျမ်းမှာတော့စိတ်နှလုံးနှိမ်ချတို့သူတွေမင်္ဂလာရှိကြ၏လို့ရေးထားတယ်ဒါပေမဲ့ English ကျမ်းမှာကြည့်မယ်ဆိုလို့ရှိရင်လည်းအဲ့လိုပဲရေးထားပါတော့ဒီထဲမှာကျွန်တော်တစ်ခုဖတ်ပြမယ် Blessed are the poor in spirit for theirs the kingdoms of heavens so poor in spirit ဝိညာဉ်နဲ့စင်ရည်ဝိညာဉ်ထဲနဲ့စင်ရည်ဖို့ပဲပြောတယ်ပေါ့နော်ဒီကျွန်တော်ကဝိညာဉ်နဲ့စင်ရည်တွေဆိုတာဘာလဲဝိညာဉ်နဲ့စင်ရည်တွေဆိုတာကျွန်တော်တို့မှာနှိမ်ချတယ်နောက်ပြီးတော့မှကျွန်တော်တို့ဘာမှမသိဘူးဘာမှမတတ်ဘူးနော်ကျွန်တော်ဘာမှမရှိဘူးဘာမှမလုပ်နိုင်ကြအောင်ကျွန်တော်ဝိညာဉ်စင်ရည်ဆိုတာအခြားစင်ရည်တာနဲ့ပြင်ပိုင်းစင်ရည်တာနဲ့မဟုတ်ဘဲနဲ့ကျွန်တော်ကဖျားဆိုင်ရနဲ့ပတ်သက်ပြီးတော့ဖျားပဲဖြစ်ပေးပါကျွန်တော်ဘာကောင်းမှမဟုတ်ပါဘူးဖျားပဲကျွန်တော်ကိုလှုပ်ပေးပါကျွန်တော်ဘာမှမလုပ်နိုင်ဘူးဖျားပဲအရာခတ်သိမ်းတည်တယ်ကျွန်တော်ဘာမှမသိဘူးဖျားပဲအရာခတ်သိမ်းကိုစွမ်းဆောင်နိုင်မယ်ကျွန်တော်မစွမ်းဆောင်နိုင်ကျွန်တော်မြေမှုတက်ပါဆိုတဲ့ဖျားနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့အသေးနိုင်အဲ့လိုရှိတဲ့နေရာပေးတတ်တဲ့စိတ်တဘောထားပေါ့နော်ဒီနေရာကကျွန်တော်တို့ကိုဝိညာဉ်နဲ့စင်းရေးစေတဲ့အကြောင်းအရာဖြစ်ပါတယ်စင်းရေးခြင်းရဲ့လက္ခဏာဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဝိညာဉ်နဲ့စင်းရေးမှတာလေဖျားကိုကျွန်တော်ကပြီးဝဆိုတာထိဝင်ခံနိုင်ပါပြီမယ်ကျွန်တော်အသေးနိုင်တစုံတရာရှိတယ်ဆိုလို့ရှိရင်ပြန်ဖြည့်ဖို့ကမလွယ်ဘူးနော်ကျွန်တော်ပြည့်နေပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ပြန်ဖြည့်ဖို့အစီအစဉ်ဒါကြောင့်ကျွန်တော်ဝိညာဉ်နဲ့လူသားဝိညာဉ်နဲ့ကျွန်တော်ဆင်းရဲရမယ်ဒါကြောင့်လူသားဝိညာဉ်နဲ့ဆင်းရဲတဲ့အခါမှာဗလာဖြစ်တဲ့အခါမှာကျွန်တော်ဖျားနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကျွန်တော်ထိဝင်ခံနေကြမှာဒီအရာကပဲပြန်နေပြီးတော့မှတွေ့ကြုံခံစားစေတဲ့ဝိလူဝမ်းမြောက်စေတယ်နောက်ပြီးတော့မှထင်ရှားစေတဲ့အကြောင်းအရာဖြစ်ပါတယ်ဆိုကျွန်တော်တို့ဒီဝိညာဉ်နဲ့တကယ်ပဲဆင်းရဲဖို့လို့ငါဖျားကကျွန်တော်ကိုပြောပြနေခြင်းဖြစ်ပါတယ်ဝိညာဉ်နဲ့ဆင်းရဲတယ်ဆိုတော့ကျွန်တော်ခုနပြောလို့ဘာမှမသိတာဘာမှမတတ်ဖျားနဲ့ပတ်သက်ပြီးလို့ရှိရင်ကျွန်တော်မှန်တက်စရာအကြောင်းစပရင်ကြားရတယ်ကျွန်တော်ဝိညာဉ်နဲ့အန်ဆွန်နဲ့တူတယ်ဝိညာဉ်နဲ့တစ်ဖက်ကန်းခတ်အောင်တိုးတဲ့ကြမ်းတက်ပုဂ္ဂိုလ်ဒီအကြောင်းအရာတွေကကျွန်တော်တို့ကိုဒီအတင်းတော်အသက်တာထင်တယ်ကျွန်တော်တို့အတင်းတော်ဆိုတဲ့အင်္ဂါဝန်ခရစ်ရဲ့ခန္ဓာတော်ဝင်တဲ့ကျွန်တော်အင်္ဂါဝန်စိတ်ပိုင်းတစ်ခုအနေဖြစ်တာပါဝင်တဲ့ကျွန်တော်တို့အတွက်နေရာကင်စာဖြစ်စေပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ဝိညာဉ်နဲ့ဆင်းရဲခြင်းကတင်းလေးဝိညာဉ်နဲ့ဗလာဖြစ်မယ်ကျွန်တော်လည်းဝိညာဉ်နဲ့ဗလာဖြစ်မယ်ဆိုလို့ရှိရင်ကျွန်တော်ဟာတကယ်ပဲဖျားဖြစ်ခံခြင်းဖျားထိဝင်ခြင်းအရာပေါ်နဲ့ကျွန်တော်တို့ကဖျားကိုတကယ်ပဲမွေးလို့ဝမ်းမြောက်နိုင်မှာဖြစ်ပါတယ်ယေရှုကိုချစ်ပါတယ်နောက်တစ်ခုကခန်းကြီးမတေငါရှစ်ပေါ့နော်စိတ်နှလုံးဖြူစင်တို့တူတူဒီမင်္ဂလာရှိကြအကြောင်းမူကတူတူဒီဖျားကိုမြင်ရကြတဲ့အဲ့လိုပဲပြောထားတယ်ပေါ့နော်ဆိုတော့စိတ်နှလုံးဖြူစင်နေဆိုတော့ကျွန်တော်ခုနပြောတဲ့ဖျားနေတာပြည့်နှက်နေတယ်ဖျားကိုတာစဉ်းစားတယ်ဖျားကိုတာတန်တမတ်တီဖြစ်ကျွန်တော်ကရှာဖွေတဲ့အခြားပေရမှမရှာခရစ်တော်ကိုရှာဖွေဖို့လို့ငါဟန်တာစေတဲ့အနောက်ရှက်မှန်သမျှကိုဒီအရာကပဲကျွန်တော်ကိုအဲ့ဒီအရာတွေကိုဖေရှားပြီးတော့မှခရစ်တော်ကိုဒါထိဝင်ခံခြင်းဖြစ်ခရစ်တော်ကိုတန်တမတ်တီဖြစ်ချစ်ချင်းရှာဖွေခြင်းဒီအရာကိုစိတ်နှလုံးဖြူစင်ခြင်းဖြစ်အဲ့ဒီလူကဖျားကိုမြင်ရတယ်လို့ပြောတယ်ပေါ့နော်ဆိုတော့အစင်စင်ဖြတ်ကျော်ပြီးတော့မှကျွန်တော်တို့ဖို့လို့ငါဖျားပြင်ဆင်ပေးထားတဲ့လမ်းကြောင်းပေါ်၌ကျွန်တော်ကရက်တည်ဖို့ဆိုတော့ကျွန်တော်ကဘယ်လိုစိတ်နှလုံးဖြူစင်မလဲယနေ့ကျွန်တော်တို့ကဖျားကကျွန်တော်တို့အဖို့လုံးကလူစားတိခံပြီးတော့မှကျွန်တော်တို့အတွက်တေခန့်ရှင်ပြန်ထမြောက်ခဲ့တဲ့အကြောင်းအရာတွေနဲ့ထိုတေခန့်ချင်းဆိုတဲ့ခြုံငိမ်တော့တေခန့်ချင်းကိုတွေ့ကြဆိုအုံပြုလေးလာမွေ့လို့ဝမ်းမြောက်တဲ့အခါမှာကျွန်တော်တို့တကယ်ပဲခရစ်တော်နဲ့တဒံဖျားသခင်ရဲ့တာဦးဖြစ်တဲ့ခရစ်တော်နဲ့တဒံတူလာတယ်ကျွန်တော်တို့ဖျားသခင်ရဲ့တာဦးဖြစ်တဲ့ယေရှုရဲ့ညီများဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့တွေလည်းပဲထိုအတိုင်းပဲတာဦးရဲ့ပုံတံလို့ပြောတဲ့ကောင်ပုံတံကပါလဲပုံတံဆိုထင်ရှားစေတဲ့အကြောင်းအရာပေါ့နော်ဆိုတော့ကျွန်တော်တို့ကဖျားရဲ့တာဦးပုံတံကိုထင်ရှားတဲ့အခါမှာဖျားကိုထင်ရှားခြင်းပဲဘယ်လိုထင်ရှားမလဲကျွန်တော်တို့ကလူကမွေးတော့လူခွေးကမွေးတော့ခွေးကြောင်ကမွေးတော့ကြောင်ဖျားမွေးတော့ဖျားပေါ့ယနေ့ကျွန်တော်တို့မှာဒုတိယမွေးချင်းခံတဲ့အရာတွေကပါတယ်ဖျားကကျွန်တော်တို့ကိုရေးနေတဲ့ကောင်မီးနေတဲ့ကောင်ကျွန်တော်ကိုပေးတယ်သခင်ဖျားကြွလာခြင်းကလည်းရေးနေတဲ့ကောင်အသွေးနဲ့တဲ့ကောင်လို့ပြောတယ်ဆိုတော့ကျွန်တော်ကိုရေးလိုက်ဆိုတဲ့မှားဆခြင်းကိုပေးပြီးတော့မှအသွေးလိုက်ဆိုတဲ့ဒီအပြစ်ဖို့အုပ်ဖို့လို့မှာဖျားနေလူရဲ့စัจ जा အုပ်တိုင်းကိုဖြူဖြစ်ပြီးတော့မှဆက်တွေလို့အောင်လို့ကျွန်တော်တို့အတွက်ပြင်ဆင်ပေးရတဲ့ဒီအကြောင်းတွေကတော့ဒါလေကျွန်တော်ကိုဖျားသားဦးဖြစ်တဲ့သခင်ယေရှုနဲ့ပုံတယ်တူစေတာဖြစ်ပါတယ်ဒီဟာကကျွန်တော်ဖြူစင်းတဲ့စိတ်နှလုံးသားကိုကျွန်တော်ပေးနိုင်တဲ့အရာဖြစ်တယ်ဖျားကကျွန်တော်နံပါတ်1နေရာမထားဘူးနံပါတ်2ဖျားနေရာမထားဘူးနံပါတ်3ဖျားနေရာနဲ့မထားဘူးဆိုလို့ရှိရင်ကျွန်တော်စိတ်နှလုံးကဖြူစင်မှာပေါ့ဝိညာဉ်နဲ့ဆင်းရဲတဲ့အခါမှာကျွန်တော်ဖျားကိုထိဝင်နိုင်မယ်ဝိညာဉ်နဲ့ဖြစ်တဲ့အခါမှာဖျားကျွန်တော်ကိုစစ်စစ်စေလို့တဲ့အကြောင်းအရာတွေစစ်စစ်လာပြီးတော့ဝင်ရောက်လာပြီးတော့ကျွန်တော်တို့ဒီအရာတွေကိုထင်ရှားနိုင်တာဖြစ်ပါထင်ရှားတဲ့အခါမှာကျွန်တော်စိတ်နှလုံးသားတွေလည်းဖြူစင်ပြီးတော့မှဖျားကိုမြင်တွေ့နိုင်ပြီလို့မြင်တွေ့ခြင်းဆိုတဲ့တကယ်အမြတ်ရခြင်းအကြောင်းအရာပဲဖျားကိုမြင်တဲ့လူတွေကဘယ်လိုဖြစ်သွားလဲဖျားကိုမြင်တယ်အော်ငါဘာကောင်းမှမဟုတ်ပါဘူးကျွန်တော်တို့ဆာလန်ကျမ်းတွေမှာဖတ်ကြည့်မယ်အခြားတွေမှာကျွန်တော်ဖတ်ကြည့်မယ်ဆိုလူသားတွေဒီလူကဘာကြောင့်မို့လို့အကြည့်ရှုကြွလာလို့မသိဘူးခဏခဏတွေ့ရတယ်ပေါ့နော်ဆိုကျွန်တော်ဖျားကိုမြင်တဲ့လူကျွန်တော်ဘာကောင်းမှမဟုတ်ပါလားဆိုတဲ့အရာကိုမြင်သွားတဲ့လူကဖျားကိုမြင်တာစိတ်နှလုံးဖြူစင်ခြင်းကဖျားကိုမြင်ဖို့ဖြစ်တယ်လို့ပြောတယ်ကျွန်တော်ဖျားကိုမြင်ဖို့လို့ကကျွန်တော်စိတ်နှလုံးဖြူစင်ရတန်တမတ်တည်းဖျားနိုင်number 1ဖျားနိုင် number 2ဖျားနိုင် number 3ကျွန်တော်ရှိအောင်မှာဖြစ်ပါတယ်ဟိုဒီခင်ယေရှုဝိညာဉ်နဲ့ဗလာဖြစ်ခြင်းအတွက်ကိုချီးမွမ်းပါတယ်ယနေ့အချိန်ထိတိုင်ကိုတော့စောင့်သိမ်းပေးလို့ဂရုဏာတို့ချီးမွမ်းပါတယ်ဟိုဒီခင်ယေရှုကိုချစ်ပါတယ်